ဝဲနာတင်မြန်မာ YouTube channel ဘလုံးဝသုံးသက်ချက်ကနေမှပြန်လည်ကြိုလိုက်ပါမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ Super Sunday မှာကျွန်တော်တို့ပွဲစဉ်တွေအများကြီးရှိတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့10ပွဲလောက်ပဲကျွန်တော်တို့သုံးသက်ပြီးမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီပွဲတွေမသုံးသက်ခင်မှာပေါ့နော်ဒီမှာအကောင်းဆုံးကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ Telegram ကျွန်တော်ရဲ့ channel မှာကျွန်တော်တို့ဒီမောင်းရွေးမယ်ကျွန်တော်တို့ idea မှာကျွန်တော်တို့3-4ပွဲလောက်ကျွန်တော်တို့ပို့ဒီအကောင်းဆုံးဖြစ်မဲ့ပွဲစိတ်ဖြစ်မဲ့ပွဲကို3-4ပွဲလောက်ပေါ်နေပြီးမှဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ပထမအဆုံးပွဲအနေနဲ့ကျွန်တော်တို့ England Premier League ပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့ Chelsea နဲ့ Ipswich မှာပေါ့နော်ဒီမှာတော့ Asian Chelsea ကနေပြီးတော့ကျွန်တော်တို့နှလုံးကို90စာကိုပေါင်းကြီးက3လုံးကို90ရှုံးဆိုပြီးပြီးထားတယ်ပေါ့နော် Chelsea ကတော့ကျွန်တော်တို့ Champions League ကိုဝင်ဖို့အတွက်ကိုချင်းနေကောင်းနေတယ်ပေါ့နော်အဲ့လိုဟဲ့ရကျွန်တော်တို့ပထမကြောင်က2စီးနဲ့ Ipswich ကနိုင်ထားတယ်ပေါ့နော်အဲဒီတော့ Chelsea ကအဝေးဝင်းကနေပြီးတော့တစ်လုံးကို90ရှုံးနဲ့ပေးခဲ့တယ်ပေါ့နော်အခုကတော့ပေးတင်ပေးထိုက်တဲ့ဂျီစီရန်တော့တစ်ခုတော့ဖြစ်တယ်အဲ့တူရကျွန်တော်တို့ Chelsea ရပဲတာတယ်ပေါ့နော်သို့တော့ Chelsea ဒီကျွန်တော်တို့အောက်ဆုံးကဒီဇယားအောက်ဆုံးကဒီ Southampton နဲ့ Leicester ကို2တီရောပြီးခဲ့တာရှိတယ်ပေါ့နော်ဆိုတော့ Ipswich ကကျွန်တော်တို့5ပွဲနောက်ဆုံး5ပွဲမှာကျွန်တော်တို့3ပွဲရှုံးတာတယ်အောက်နေတယ်ပေါ့နော် Ipswich ကသို့တော့ Ipswich ဒီပွဲတိုင်း6သွင်းတယ်6မသွင်းတဲ့ပွဲကတစ်ပွဲပဲရှိတယ်ပေါ့နော်ဆိုတော့မနေ့ကတော့ကျွန်တော်တို့ Man City ကနိုင်ထားတယ် Villa နိုင်ထားတယ် Forest ရှုံးသွားတဲ့အတွက်ကြောင့် Chelsea ရဲ့ကျွန်တော်တို့ Champions League ဝင်ခွင့်ကကျွန်တော်တို့4နေရာအတွက်ကိုအခြေအနေကောင်းသွားတယ်ပေါ့နော်ဒီ4နေရာအတွက်ကိုအသင်းက5သင်းဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီပွဲကတော့ Chelsea နဲ့နိုင်အောင်ကန်မယ်နှလုံး90စားဆိုတဲ့အတွက်3လုံးတော့ပြက်လိမ့်မယ်လို့တော့မထင်ဘူး Chelsea ရဲ့လက်ရှိကိုသွင်းနှုံးနဲ့ Ipswich ကလည်းပွဲတိုင်းကိုရနေတယ် Ipswich ကကျွန်တော်တို့တန်းစင်းစုံတွေကနေယုံကန်လာဖို့လေရှိတယ်အဲ့အတွက်ကြောင့်ဒီပွဲဒီကျွန်တော်တို့အဝေးကွင်း Ipswich ကကျွန်တော်တို့ဘုံမပြက်လောက်ဘူးလို့3ခုမပြက်လောက်ထင်တယ်ဆိုပြီး Ipswich အဝေးကွင်း Ipswich လေးကတော့ကျွန်တော်တို့သဘောကျပါတယ်ဒါနောက်တော့ကျွန်တော် Liverpool ပွဲပေါ့နော်ဒီမှာတော့ Ancient Liverpool နဲ့ကျွန်တော် West Ham မှာ Ancient Liverpool ကနေနှလုံးကို80စာကိုပေါင်းကြီးက3လုံးကို25ရှုံးဆိုပြီးပေးထားတယ်ပထမကြောင်းက Z5 နဲ့ Liverpool က9ပြတ်နိုင်နေတယ်အဲ့တော့ Liverpool ဒီကျွန်တော်အဝေး1ရှုံးဆိုတဲ့ကြီးကိုပေးခဲ့တယ်အခုပြန်ပေးရမယ့်ကြီးကတော့ကျွန်တော်2တီပေါ့နော် Liverpool ကြီးကကျွန်တော်တို့ပြော့နေတာတွေ့တယ်ပေါ့နော်ဆိုတော့ Liverpool ကလည်းကျွန်တော်တို့လက်ရှိမှာ form out နေတယ်နော်ခက်တူဟဲ့ရတော့ Liverpool တာတာမှန်တယ်ကျွန်တော်တို့ form out တော့လက်ရှိမှာကျွန်တော်တို့မကောင်းဘူးနော်ဝါဆန်ကလည်းကျွန်တော်တို့ဘာမှမထူဘူးနောက်ဆုံး5ပွဲမှာကိုမပေးရတာဆိုလို့လက်စတာကိုပွဲပဲရှိတယ်ပေါ့နော်ဝါဆန်ကလည်းအချိန်နေတိတ်မကောင်းဘူးဆိုတော့ဝါဆန်ကလည်းမျောလင်းချက်မရှိဘူးလီဗာပူးကလည်းကျွန်တော်တို့ချန်ပီယံတေချာပေါက်ဖြစ်ပဲပေါ့နော်ဒီပွဲမှာတော့လီဗာပူးနိုင်မယ်ဒါပေမဲ့ကိုတော့ကိုပြက်မပြက်ဆိုတာတဲ့ဝါဆန်ဘက်ကနေပြီးတော့ကိုရနိုင်ချေကျွန်တော်တို့တွေ့နေရတယ်အဲ့အတွက်ကျွန်တော်ဒီပွဲဒီကိုပေါ့ကျွန်တော်တို့အောင်းနိုင်ကြီးရှိပါတယ်ဗျာနောက်တစ်ပွဲတော့ကျွန်တော်တို့ Wolf နဲ့ Spa မှာဒီမှာ Ancient Wolf ကနေပြီးတော့ level 50ရှုံးကိုပေါင်းကြီးက3လုံးကို80စားဆိုပြီးတော့ပေးထားတယ်ဒီနေ့တင်းဒီပါကျွန်တော်က22နဲ့ကျွန်တော်တို့တင်ကြပြီးတော့ Spa က 1D ပေးထားတယ်ပေါ့နော်အခုပြန်ပေးရမယ့် Spa ရဲ့ခြေကတော့ level ရှုံးပြန်ပေးရမှာပေါ့နော်ဒါပေမဲ့ Spa ကမပေးမနဲ့ Wolf ကနေပြီးတော့ပြန်ပေးထားတယ်အောက်တင်ကနေပြန်ပေးထားတယ်ဒီခြေကတော့ကျွန်တော်တို့ပိုကီကြီးကျွန်တော်တို့ခြေလှည့်ပြီးလို့ကျွန်တော်တို့ထင်ရတယ်ဟတ်တူဟဲ့ရတော့ကျွန်တော်တို့ Wolf ကနေပြီးတော့ခြေတစ်ခါမှမပေးဘူး Spa ဘက်ကပဲပေးရများတယ်ဒီပွဲရဲ့ကျွန်တော်တို့ PTTS ဈေးကောက 1.7 နဲ့နှစ်ဖက်သွင်းကိုလည်းများမယ်လို့သုံးရှိနိုင်တယ်လို့ပြောတယ်ဆိုတော့ဂိုးပေါင်းကြီးရတော်တော်ကြီးပြောနေတယ် Spa ရဲ့ဂိုးပေါင်းကြီးကဒါမျိုးမဟုတ်ဘူးပေါ့ Spa ဒီအနည်းဆုံးကျွန်တော်တို့3လုံး20 3လုံးရှုံး3လုံး20ရှုံးအဲ့လိုမျိုးကြီးတွေပဲပေးတာပေါ့နော်အခု Spa ဒီ3လုံး90ဆိုတဲ့ကြီးကဒါကိုအောက်ကိုတွားနိုင်တဲ့အခြေအနေမျိုးကိုတွေ့နေရတယ်ဆိုတော့ဒီပွဲကတော့တော်တော်လေး risk များပါတယ်ကိုအောက်ဝင်ရင်ဝင်မဝင်ရင်ကျွန်တော်တို့ Ancient Hope ကနိုင်ပေါ့နော်ဟိုဘော်ဒီနဲ့ကိုအောက်နှစ်ကြောင်းတစ်ကြောင်းဝင်နိုင်ကြတော့ရှိတယ်အနေရတော့တော်တော်လေးများတယ်ဟိုကလည်းကျွန်တော်တို့တန်းစင်းစုံနေရနေပြီးတော့ရုံးကန်နေတာအဆင့်ဆက်ပုံဆိုတော့အနေရတော့တော်တော်လေးများတယ်ပေါ်စဉ်ဖြစ်ပါနောက်တော့ကတော့ကျွန်တော်တို့ဒီဘန်ယူပွဲပေါ့နော်နယူကာဆယ်နဲ့ဘန်ယူပွဲမှာ Ancient နယူကာဆယ်ကနေပြီးတော့တစ်လုံး40စားကိုပေါင်းကြီးက3လုံး50စားဆိုပြီးတော့ပေးထားတာတွေ့တယ်ဒီနေ့တင်းဒီပါကြောင်က Z2 နဲ့နယူကာဆယ်အဝေးကွင်းရနိုင်ပြီးတော့တဲကြီးခဲပေးခဲ့တာပေါ့နော်ဆိုတော့ဘန်ယူကတော့ကျွန်တော်တို့မျောလင်းချက်မရှိဘူးဘန်ယူအနေနဲ့ကတော့ယူပါလိဒီလိုင်ယွန်နဲ့ပွဲကိုတော်တော်လေး view site ပြီးကန်မှာပေါ့နော်သူအနေနဲ့ဒီပွဲကတည်ရကြလဲဘာမှမဖြစ်ဘူးရှုံးလဲဘာမှမဖြစ်ဘူးချန်ပီယံလိဝင်ခွင့်ကတော့နယူကာဆယ်က53မှတ်နဲ့ Chelsea နဲ့အတူတူပဲအဆင့်6ဆိုတော့သူကတပွဲရော့ထားတယ်လက်ရှိမှာပွဲ30ပေါ့တပွဲရော့ထားတဲ့အတွက်ကြောင့်ဒီပွဲမှာမဖြစ်မနေရတော့ Man U ကိုနိုင်အောင်ကန်မယ်ပေါ့နော်ဒါပေမဲ့ကိုပြက်မပြက်ကတော့တော်တော်လေးစဉ်းစားဖို့ရှိတယ် Man U ကလည်းလက်ရှိမှာဖောင်က9ပွဲမှာတပွဲပဲရှုံးထားတယ်ဖောင်ကတော့ကောင်းတယ် Newcastle ကတော့ဖောင်ကောင်းတယ် Man U လည်းဖောင်ကောင်းနေတာတွေ့ရပေါ့ဟတ်တူဟဲ့ရကျွန်တော်နောက်ဆုံး
နက်ပွဲမှာနျူကာဆယ်ကနိုင်ထားတာနေတော့ရှိတယ်ပေါ့နော်နျူကာဆယ်ဒီခတ်တူခိုက်ရဆိုလို့ရှိရင် level 100တိပဲမှန်ယူကိုကြီးပေးရအခုကြီးရတော့တော်တော်ကိုဒါပြင်းတဲ့သဘောတွေ့နေရတယ်နျူကာဆယ်9ရမယ်ပေါ့နော်အနေနဲ့တော်တော်များပါတယ်ညာကျွန်တော်တို့9အောက်လည်းဖြစ်နိုင်ရရှိတဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်နောက်တစ်ပွဲတော့ကျွန်တော်တို့စပိန်လာလီဂါ Real Madrid ပွဲပေါ့နော်ဒီမှာတော့အလာဖက်နဲ့ Real Madrid ပွဲမှာ Real Madrid ကအဝေးကွင်းကနေပြီးတော့တစ်လုံး30စားကိုပုံကြီးက3လုံးကို60စားဆိုပြီးတော့ပြီးထားတာတွေ့တယ်ဒီအသင်းကြီးကျွန်တော်တို့ကကြော်တော့က3-2နဲ့ Real Madrid ကနိုင်ထားတယ်ပေါ့နော် Real Madrid ဒီအိမ်ကွင်းတော့က2-2ဆိုတဲ့ကြီးကိုပေးထားတယ်အခုပြန်ပေးရမယ့်ကြီးကတစ်လုံးကို100ရှုံးပေါ့နော်ဆိုတော့ဒီကြီးကတော့ Real Madrid တော်တော်လေးပြော့နေတယ် Real Madrid အနေနဲ့နိုင်ဖို့တောင်တိတ်မလွယ်ဘူးနိုင်ရင်တော့မှဂိုးမပြတ်ဘူးပေါ့နော်ဆိုတော့ Real Madrid ဒီအဆင့်နဲ့ကျွန်တော်ဘာစီလိုနိုင်တဲ့အဆင့်1ပေါ့နော်ချန်ပီယံဒါလီဂါချန်ပီယံဖြစ်ဖို့အတွက်ကဒီပွဲကလည်းဒါအရေးကြီးတယ်အဆင့်2ကအသင်းကအဆင့်7အသင်းကိုတစ်လုံး30စားပဲပြီးနေတဲ့အနေထား Real Madrid ကတော့တည်ရင်ရှင်ဒီပွဲကဟိုနိုင်ဖို့ဖြစ်ရမှာပေါ့နော်နိုင်ဖို့အရေးကြီးတယ်ဒါပေမဲ့ Valencia နဲ့ပွဲတော့ကသူရှုံးထားတယ်ပေါ့နော်ဒီပွဲမှာနိုင်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အနာဘက်ကလည်းကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်နောက်ဆုံး9ပွဲမှာတစ်ပွဲပဲရှုံးထားတယ် Real Madrid ကတော့ foul out နေတယ်ချန်ပီယံလိကတော့ကျွန်တော်တို့အာဆင်နယ်နဲ့ပွဲမှာရှုံးထားတဲ့ပွဲတော့ချန်ပီယံလိကပိုပြီးအရေးကြီးတယ်နောက် Real Madrid ဒီနောက်ဆုံးဒီတန်ခဲ့တဲ့3ပွဲမှာ3ပွဲဆက်ကိုရှုံးထားတယ်ဒီပွဲမှာ Real Madrid နိုင်လဲပဲကျွန်တော်တို့ 1-0 ပဲဖြစ်လိမ့်မယ်ကိုပေါင်းကြီးကလည်း360ဖြစ်နေတဲ့အတွက်ကိုအောက်လဲကိုများမှနိုင်တဲ့ပွဲလည်းမဟုတ်တော့ဘူးလို့ကျွန်တော်တို့ထင်တယ်ကနောက်တော့ကျွန်တော်တို့ Italy Serie A ကအတလန်နာနဲ့ပို့လို့နာပေါ့နော်ဒီမှာတော့ Asian အတလန်နာကမနက်ကကြီးကတော့ level 80အခုတော့ level 50ဆိုပြီးဖြစ်နေတယ်ဗျကိုပေါင်းကြီးကနှလုံးကုန်85ရှုံးဆိုပြီးပေးထားတာတွေ့တယ်ဒီနေ့ညီပကျော်တော့က0-1နဲ့အတလန်နာကအဝေးကွင်းကနေ level 100နဲ့ပေးထားတာပေါ့နော်ပြန်ပေးရမယ့်ကြီးကတော့ကျွန်တော်တို့ 1D ပေါ့ 1D မပေးနိုင်ရင်တော့တစ်လုံး50စားလောက်ပေးလို့ရတယ်သို့တော့အတလန်နာဒီပေါ့နော်လက်ရှိမှာတော့3ပွဲဆက်အတလန်နာဒီရှုံးတယ်ဖောင်အောက်နေတယ်3ပွဲမှာလည်းဂိုးမရထားဘူးအတူဟဲ့ရကျွန်တော်တို့9ပွဲမှာအတလန်နာဒီတစ်ပွဲပဲနိုင်ထားတယ်ဘိုလောနာ3ပွဲထိနိုင်ထားတယ်ပေါ့နော်ဒီပွဲမှာတော့ကျွန်တော်တို့အဝေးကွင်းဘိုလောနာမရှုံးနိုင်ဘူးလို့ထင်တယ်လေပဲအတလန်နာကြီးကလည်းပြော့နေတယ်အဆင့်3နဲ့အဆင့်4ဆိုတော့ဘိုလောနာနဲ့ချန်ပီယံလိဝင်ခွင့်ကိုလည်းသူ့အနေနဲ့ဒါအားဆိုင်မယ်လက်ရှိဖောင်လဲကောင်းနေတဲ့အတွက်ကြောင့်ဘလိုနာမရှုံးနိုင်ဘူးလို့ထင်တယ်ဘလိုနာဟုတ်ပဲကျွန်တော်တို့ကြိုက်တယ်ဗျနောက်တွဲတော့ကျွန်တော်တို့ Italy Serie A ရပဲကိုမိုပွဲပေါ့နော်ကိုမိုနဲ့ဒိုရီနိုပွဲမှာကိုမိုကနေပြီးတော့မနက်ကတော့လည်းပဲတရားပေါ့အခုတစ်လုံး80သားဆိုပြီးတော့ပေးထားတယ်ဘောပေါင်းကြီးကနှလုံးကို60ရှုံးဆိုပြီးတော့ပေးထားတယ်ဗျဆိုတော့ဒီနှစ်သိန်းဒီပထမကြောက1C နဲ့ဒိုရီနိုကနိုင်ပြီးတော့ဒဲကြီးပဲပေးထားတာပေါ့နော်ဆိုတော့ကိုမိုဒီအဆင့်73ဒိုရီနိုဒီအဆင့်30ပေါ့အောက်ကအသင်းကနေပြီးတော့ပြန်ပေးတာဒါပေမဲ့ကိုမိုဒီဒီနေ့မှာဟိုကြီးအကြဆုံးအသင်းဖြစ်နေတယ်ပွဲတိုင်းကိုသူအနေနဲ့ဟိုကြီးတော်တော်ပေးထားတာတွေ့ရဒါပေမဲ့ကြီးလည်းမနိုင်ပါဘူးเนาะကိုမိုဒီနောက်ဆုံး9ပွဲမှာတပွဲပဲနိုင်ရတယ်ကိုမိုဒီပွဲတိုင်းကိုပေးရတာလည်းတွေ့ရပေါ့ဒိုရီနိုဒီနောက်ဆုံး9ပွဲမှာရှုံးပွဲမရှိဘူးဆိုတော့ဒီပွဲကဘူဂီတွေလည်းလှည့်စားထားတာဘယ်အသင်းကိုရွေးလို့ရွေးရမှန်းကျွန်တော်တို့တော်တော်လေးကိုခက်ခဲတယ်ဒါပေမဲ့ဟိုရှုံးတာမှာရှုံးတိုရီနိုအဝေးကွင်းတိုရီနိုကိုပဲကျွန်တော်တို့ရွေးရမှာအဝေးကွင်းတိုရီနိုဒီအဝေးဘိုးပေါင်းကြီးကနှလုံး60ဖြစ်နေတဲ့အတွက်ပေးကိုနည်းလိမ့်မယ်ဒီလိုပဲကျွန်တော်တို့သဘောကျပါဗျာနောက်တစ်ပွဲတော့ကျွန်တော်တို့ဂျာမန်ဘုန်ဒလီဂါကကျွန်တော် Frankfurt ပွဲပေါ့နော်ဒီမှာတော့ Frankfurt နဲ့ Heidenheim နဲ့ပွဲမှာ Frankfurt ကနေပြီးတစ်လုံးကို60စားကိုပေါင်းကြီးက3လုံးကို40စားဆိုပြီးပေးထားတာတွေ့ရပေါ့နော်ဒီမှာတော့ Frankfurt ကတော့ကျွန်တော်တို့Europa League မှာကျွန်တော်စပါးနဲ့ကန်ရမယ့်ပွဲစဉ်ရှိတယ်ပထမကြောတော့က Z4 နဲ့ Frankfurt ကနိုင်ထားပြီးတော့ level 100ဆိုပြီးတော့ Z ကိုပေးထားတယ်ပေါ့နော်အခုပြန်ပေးရမယ့် JD အဆင့်3ကအတင်းအဆင့်16ကအတင်းကိုဒါ 1D ကတော့ကျွန်တော်အနည်းဆုံးဖြစ်တဲ့ကြီးကတော့ 1D အနည်းဆုံးပေးရမှာပေါ့နော်ဆိုတော့ Heidenheim ကတော့လက်ရှိမှာအဆင့်16ဖြစ်နေတယ်ဖြစ်သူ့အနေနဲ့ဒါဟိုတန်းစင်းစုံတွေကနေလွတ်အောင်ရုံးဖို့ဒါ play ball အနေထားမှာကန်မယ်ဆိုရင်လည်းကျွန်တော်ဟိုနိုင်အောင်ကန်မယ်ဆိုရင်လည်းဒါဂျမ်ပွန်ဒလီဂါမှာတင်ချန်နိုင်တဲ့အခြေအနေရှိရပေါ့နော်လက်ရှိမှာလည်းတော်တော်လေး Heidenheim ကရုံးနေတာတွေ့ရပေါ့နော် Heidenheim ဒီနောက်တွဲမှာဘိုင်ယန်နဲ့ကန်ရမယ့်ပွဲဖြစ်နေတဲ့အတွက်ကြောင့်ဒီပွဲမှာတော့ဟိုမရှုံးအောင်တော့သူ့အနေနဲ့ကန်ဖို့အနေထားရှိတယ် Frankfurt အနေနဲ့ပြီးထားတဲ့ကြီးဟာဒါကိုပြင်းနိုင်မဲ့ပွဲမဟုတ်ဘူးလို့ထင်တယ်Heidenheim ကိုပြတ်မရှုံးတော့ဘူးလို့ထင်တယ်အဝေးကွင်း Heidenheim ကိုပဲကျွန်တော်တို့သဘောကျပါတယ်။နောက်တစ်ပွဲကတော့ကျွန်တော်တို့ Italy Serie A ကကျွန်တော်တို့ Roma ပွဲပေါ့နော် Lazio နဲ့ Roma ပွဲမှာဧည့်သည် Lazio Roma ကနေပြီးတော့ level 25ရှုံးကိုပေါင်းကြီးကနှလုံးကို40ရှုံးဆိုပြီးပေးထားတယ်။ဒီနှစ်သိန်းဒီ6နဲ့ခွန်ပေါင်းအစင်အားဖြင့်မကွာဘူးပေါ့နော်ဆိုတော့ပထမကျွန်တော်က 2C နဲ့ Roma နိုင်ထားပြီးတော့ Deji ဆိုပြီးတော့ပေးထားတယ်။ head to head ရကျွန်တော်တို့ဒီနှစ်သိန်းဒီ6ပွဲဆက်ကို9အောက်ထားတာတွေ့ရတယ်။ Lazio ဒီကျွန်တော်တို့ Europa League ပွဲစဉ်ရှိရပေါ့နော်ဒီပိုရိုကလင်ကို2စီးနဲ့ရှုံးထားတဲ့အတွက်ကြောင့်သူနဲ့အိမ်ခွဲမှာမဖြစ်မနေပြန်ပြီးတော့အားဆိုင်ပြီးကစားမှာဖြစ်တယ်ပေါ့နော်
ရိုးမဒီကျွန်တော်တို့လက်ရှိမှာဖောင်ကောင်းနေတယ်ပေါ့နော်လာစီဘွဲတော့ကျွန်တော်တို့နောက်ဆုံး9ပွဲမှာတပွဲပဲနိုင်တာတွေ့နေဒီပွဲမှာတော့ကျွန်တော်တို့ဝေးဝင်ရိုးမကိုပဲရိုးမမရှုံးနိုင်ဘူးလို့ကျွန်တော်တို့ထင်တယ်ကျွန်တော်တို့လည်းပဲ25တော့ရှင်းပြီးတော့ရိုးမကိုပဲကျွန်တော်တို့သဘောကျပါတယ်ဗျဟုတ်ကဲ့နောက်ဆုံးပွဲတော့ကျွန်တော်တို့ပြင်သစ်လီဂ်ပွဲကလိုင်ယွန်ပွဲပေါ့နော်ဒီမှာတော့ Asian Australia နဲ့လိုင်ယွန်နဲ့ကန်တဲ့ပွဲမှာလိုင်ယွန်ကနေပြီးတော့ဝေးဝင်ကနေလည်းပဲ80ရှုံးကိုပေါင်းကြီးက3လုံးကို30စားဆိုပြီးပေးထားတွေ့ရပထမကျော်တော့2-2တည်ရကြပြီးတော့လိုင်ယွန်ကအိမ်ခွဲမှာတစ်လုံးက50ရှုံးပေးခဲ့တယ်အခုပြန်ပေးရမယ်ကြီးကတော့တစ်လုံးက50စားပေါ့နော်အဆင့်9ကနေအဆင့်30ကိုကျွန်တော်တို့ပေးတဲ့နေကြီးကတော့ DJ ဖြစ်ပါတယ်သို့တော့ head to head ရ level ရှုံးပေးခဲ့ဘူးတာတော့လိုင်ယွန်ဘက်ကရှိတယ်ပေါ့နော်အော်စရီဒီလက်ရှိမှာတော့9ပွဲမှာတပွဲပဲနောက်ဆုံး9ပွဲမှာတပွဲပဲရှုံးထားတာတွေ့ရပေါ့နော်အော်စရီကအိမ်ဝင်းလေးတော့ကောင်းတာကိုတွေ့ရဒီပွဲကတော့ VTD ရဲ့ဈေးကွက်ကနှစ်ဖက်သွင်းကို 1.5 ဆိုရင်နှစ်ဖက်သွင်းကိုလည်းရှိနိုင်တယ်လို့ပြောတယ်ဒီပွဲကတော့ကျွန်တော်တို့ Asian ကိုပဲသဘောကျတယ်သို့တော့ကြီးအတက်ကြအခြေအနေကိုကြည့်ပြီးတော့လိုင်ယွန်ရဲ့ကြီးအတက်ကြအခြေအနေကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီပွဲရကစားမယ်ပွဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်တို့မြန်မာနိုင်ငံသားပေါင်းလို့လည်းကျွန်တော်တို့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းအနေနဲ့ပြည့်စုံကြပါစေလို့ဟုတ်ကဲ့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်